ဘာတွေပြောနေကြလဲ ဟိုကဦးနာနာအကြောင်းပြောနေတာဒါနေ sorry သွားမှာတဲ့ဟိုကဖြစ်လာတဲ့ sorry သွားမယ်ဆိုတော့ဟုတ်လားတဲ့ဦးနာနာကျွန်တော်ဖတ်မိပြီအဲ့ဒီသတင်းကိုတော့တကယ်ကျွန်တော်ဒီနေ့အဲ့ line ပေါ်မှာသိမရှိလို့ဆိုရင်တော့ဟိုတရင်ကသဆန်းဆိုရင်မယုံတော့မယုံအောင်ဒါပေမဲ့ကိုကသဆန်းကြောင်ယုံတာမဟုတ်ဘူးဦးနာနာလွန်ခဲ့တဲ့2လလောက်ကကိုတိတဲ့လောက်တော့2လလား3လလားမသိဘူးရှိပြီအဲ့ကောင် agent ပြောင်းလာရကွာအဲ့ဒီ agent ကမရအဲ့မန်တီနဲ့ကိုလီဘာလီလေးချယ်စီကိုတော့မန်တီဟိုကိုချယ်စီတန်ဖတ်ငယ်ချင်းတွေဆိုရေပွဲလို့ပြောတာလေရေပွဲလက်အဲ့ကောင်နဲ့အဲ့ဒီကိုလီဘာလီနဲ့ကို sorry ကိုပို့ပြီးတဲ့ agent ကွာအဲ့ agent ဦးနာနာလောလောလတ်ပြောင်းလာတာဆိုတော့ခွတ်ပြီးပြောလို့တော့မရဘူးပြောင်းနိုင်ရှိရလို့ထင်တယ် replacement ဆိုရင်တော့ Chevalier ကတော့ဒီနှစ်မှာအကောင်းဆုံးလို့ထင်တာပဲဘာကြောင့်လဲဆိုတော့အကောင်းဆုံးဆိုတာ plus 1တော့ပြောတော့မရှိမှာကျွန်တော်အတင်းတော်ဆုံးကိုပြောဆိုရင်တော့ Chevalier ဟုတ်တယ် Daniel လောလောဆယ်အဲ့လိုပြောမယ်ဆိုရင်ရောကိုကတော့ Costa မရနိုင်မှန်းသိရောမပြောတော့မောတာပဲဖတ်တယ်ဆိုတော့ Daniel လောလောဆယ်အဲ့လိုမျိုး GKG ထဲမှာဟိုမနေ့ပြန်တစ်ပတ်ခါ Onana ထွက်သွားပြီဆိုရင်ဒီ first call ဟိုဘလူစဉ်းစားတာလဲဘယင်တာလည်းပြောပြီးသားလေ second အနေနဲ့ဒီမဟုတ်ဘူး2ယောက်လောက်တော့မသိဘူး James Trafford နဲ့ Chevalier ကြောင့်ကျွန်တော်ကျင်းနေပါတယ်ပြောဆိုတော့ GK နေရာတော့လေအဲ့ဆိုတော့အရင်ကြံသွားမှာပေါ့ Trafford ရော Chevalier ရောဆိုနှစ်ယောက်စလုံးအတွက်လည်း competition က strong ဖြစ်သွားမယ်ပြီးလို့ရှိရင်လည်းဘသူ့ကိုဘယ်နေရာမှာတွင်းမလဲတော့ဟိုပြောလို့မရဘူးတော့မဖြစ်ဘူးပေါ့နော်နှစ်ယောက်လုံးကပြောမယ်ဆိုတော့ဒါ first spot ကိုလိုချင်မှာပဲဗျာပြောဆိုနှစ်ယောက်လုံးလက်ရှိမှာသူတို့ဟိုမှာလည်းဒီရနေဆိုတော့ Chevalier ကပို့ပြီးတော့နေရာရနိုင်မယ်ထင်တယ်ဒါဒီထက်ပို့ပြီးတော့ဟိုဖြစ်နေဆိုရင်တော့ကျွန်တော် minor လို့ပါလို့ဆိုရင်လည်းသဘောကျရဗျာဒါပေမဲ့ဒီကောင်တွေကကျတော့minor ပါတော့ကျတော့လာဖို့ကကျွန်တော်ခေါ်စားဖြစ်နေကျွန်တော်မတက်နိုင်တော့ဘူးလို့ကျွန်တော်ထင်တာပဲအဲ့လိုမျိုးပြောနော်အခွင့်အရေးနည်းမယ်လို့ထင်တယ်ဗျာပြောဆိုသူတို့အခြေအနေရ Chevalier ကတော့ဖြစ်နိုင်ခြေအများဆုံးပဲလက်ရှိမှာတော့ကျွန်တော်အမြင်မှာသူထွက်မယ်ဆိုရင်အတင်းတင်းနေပြီးတော့မှန်တိုင်းပြောရင်အကောင်ကြာလဲကြာပါပြီလူငယ်နေတာငယ်နေတာအဲ့လိုက်လီမှာဖမ်းတာတော်တော်ကြာပြီ senior football ရကြာပြီပေါ့နော်ဟုတ်တယ်ဆိုတော့ Euro နဲ့လည်း partnership ရှိတယ်ဟုတ်ပါ sorry အဲ့ goal man ရတော့ဆိုလို့ဟိုဟာဒီကျွန်တော်တို့ Fred Eddie နဲ့ဒီကောင်နဲ့ Eddie ကြိုက်တယ်ထင်တယ်အဲ့ဟိုဟာလေ Elliot Harrison လေကျွန်တော်တို့ဟိုဟာတော့ဂါနာချိုးနဲ့လာမသိဘူးဟိုဟာရတဲ့ကောင်လေ UEFA ရဒီကောင်လက်ရှိမှာလုံးကနေပြန်လာသူ့ကိုနေရာပေးမယ်ဆိုပြီးတော့ကျွန်တော် brief တစ်ခုဖတ်ပြလိုက်သေးတယ်ဟိုတနေ့တော့ပြောဆိုတော့သူ့အရက်ကိုကျွန်တော်မကြိုက်ဘူးပြောဆို Freddy ဘာလို့လဲမသိဘူးပြောဆိုလေအရက်မောင်းတမျိုးကြီးအဲ့လိုခံစားရမောင်းbig phone နဲ့အဲ့လိုမျိုးမကွာဘူးထင်တာပဲဒါပေါ့တေချာမတီးဘူးပြသူ့ရဲ့အရက်ဘလောက်ရှိအောင်ဆိုတော့ဒါပေမဲ့ဟို graphic visual အပြင်သဘောမကျဘူးเนาะပြောဆိုတော့ကျွန်တော်ရဲ့အမြင်မှာအဲ့လိုလား frame တော့သေးတယ်လို့ပဲအဲ့ Elia Harrison ကဘယ်လိုလဲမသိဘူးသူပုံစံဒါပေမဲ့ကောင်းတော့ကောင်းတယ်လို့ပြောကြတာပဲ Academy Football Follow မလုပ်တော့ကိုကကောင်းရင်မကောင်းကြီးရသိရမှာကိုကကောင်းတယ်ဒီကောင်ပိုကောင်းတယ်ဒီကောင်အဲ့လိုမျိုးဟို reflex တွေကောင်းတယ်ဗျာလို့ double shift တွေပါတယ်တခါလေမြင်ရတယ်ပေါ့နော်သူရှန်နေပြီးတော့ဒီကောင်လုံးထွက်ထားမှကြားဆိုအဲ့လုံးကလည်း successful ဖြစ်တယ်ဗျာဒါပေမဲ့တစ်ဖက်ပြန်ပြောမှာ Nanly ဗျာဒီလားသူသွားခဲ့လုံးလားဟောဆိုတော့အဲ့ consider လုပ်မှာဆိုရင်တော့ risk တော့ရှိရပါဗျာဒါပေမဲ့သူတို့ integrate လုပ်ချင်တယ်ဆိုရင်လည်းဒါကျွန်တော်တို့ဘာလို့ဘယ်လိုတားလို့ရမှာဒီကောင်တွေနော်ဒီမှာကစားရရင်တုံးတော့လူနေရရောယူကျင်လာတဲ့ GK နေရအတွက်လူနေလည်းအလောင်းစားလုပ်ရမှာနော်ဟုတ်တယ်တနည်းကြိုက်လားရောကြိုက်လားလူနေရှိမှာဗျာဒီ travel about that sign တော့လူနေကကျွန်တော်တို့ဒီမှာပို့ပြီးတော့ဒါ risk နည်းတယ်လို့ပြောလို့ရတယ်ပေါ့ risk နည်းမယ်သူပြထားတဲ့ performance ရတာရှေ့တနေ့နဲ့မှာပြောအောင်ဆိုတော့ travel လည်းဒါ solid ဖြစ်ပါတယ်ဒါ championship မှာပေါ့နော်တချို့ကြတော့တိတ်သဘောမကျတာပါ travel ကျွန်တော်တော့ short stopping သဘောကျတယ် James Travel လေးပြောအောင်ဆိုတော့ penalty မှာဆိုရင်အားကိုးရတယ်လို့ကျွန်တော်ထင်တယ်ဒီကောင်ကိုအဲ့လိုမျိုးပေါ့သဘောကျတယ် James Travel တော့လေwe'll see ကိုကတော့သဘောမကျတာထက်သူ့မနစ်ကလေဟိုကမရောက်ခင်တတင်းမှာ Premier League မှာပဲလားဟိုမှာ company အလောက်အောင်မှာဘန်လီပဲဟုတ်တယ်ဘန်လီမှာပဲ CD ကနေပြီးဟုတ်တယ်အဲ့ company လောက်အောင်မှာအဲ့ campaign တော့သဘောမကျဘူးကွာအဲ့ဒါလေသူငယ်သေးလို့လည်းဖြစ်ကောင်းဖြစ်မှာပေါ့ Trafford နဲ့ပတ်သက်ပြီးတော့နောက်တစ်ချက်ကလူနေဆိုလို့ပြောရရင်လူနေကလည်းအလောင်းစားလောက်ရမှာနော်လူနေဆိုပြီးတော့ Champions League campaign တစ်ခုပဲကြည့်ရကွာဟိုမနစ်ကသူယူပေးတဲ့ quarter နာနေလို့သိရမှာ quarter final တပွဲပဲဖမ်းသွားတာလေအဲ့ Champions League campaign တစ်ခုလုံးမတွေ့ရကွာ City နဲ့ပွဲကအဲ့ဒါတစ်ခုလေးတော့ကြည့်လို့မရဘူးထင်တာပဲဘာလို့လဲဆိုတော့တကယ်ဖြစ်သွားရင် outcomes ကဘယ်လိုဖြစ်မလဲဆိုတော့မြင်ရတာမှမဟုတ်တာပြီးတော့ဟိုနောက်တစ်ချက်ကအခုကလူနေကို down play လုပ်နေတာမဟုတ်ဘူးကွာဒါပေမဲ့ဟိုတစ်ဖက်ကပြန်စားကြည့်ရင်အဲ့လိုမျိုး expectation အရင်များသွားရင်လူနေကsolid ဖြစ် quarter လောက်ကောင်းတဲ့ shop ဆိုတော့မဟုတ်ဘူးသူကအနေထားတစ်ခုတော့ရှိတာပေါ့ bowling ဘာညာတော့ညှရတာပေါ့ကြည့်ပေါ့ဒါပေမဲ့အဲ့လိုကိုကတော့ number 1 10 ပေးရဲလို့ယုံကြည်ချက် Costa လောက်ရှိလားဆိုရင်မရှိဘူးအမှန်တမ်းပြောရင်ဟုတ်တယ်yes ဟိုသိရမလားလူနေကအမှန်တမ်းပြောရင်အဲ့လိုမျိုး
ဒီ Chevalier တို့ဘာလို့နေတော့ frame ကတော့တူတူပဲကွာ Chevalier လည်းအလောင်းစားလောက်ရမှာပဲနော်အလောင်းစားလောက်ရမှာပဲဟိုဘာ experience မှမရှိဘူးကိုရှိကိုရှိမှလည်းသူ base ကအတင်းတင်းနဲ့လာမှာဟောသိရမလား Corsa ဟိုအလောင်းစားမလောက်အောင်လို့ဆိုတော့ Corsa လုံးတော့လောက်ရတယ်ဒါပေမဲ့ Corsa ဟိုအနေထားတစ်ခုရှိသွားပြီကွာဘာပဲပြောသိရမလား league မှာလည်းတော်တော်များများဒီ Porto ရဲ့ senior player ဖြစ်နေရလဲတော်တော်ကြာပြီဒီနိုင်ငံ cup တွေလည်းတော်တော်လေးဖြစ်ပြီးသွားပြီကွာ senior football မှာတော့မှအခုနည်းနည်းတော့ဟိုဖြစ်လာပြီထင်တယ်3နှစ်လောက်ရှိပြီထင်တယ် Portugal မှာဟိုကောင်ဟို Patricio မရှိတော့တဲ့က तू ကဖြစ်နေရလीဆိုတော့ကြတော့ Ferry ကဘာလို့ perform မကြိုက်တာလဲပြီးတော့အင်္ဂလန်ဂိုးသမားတွေလုံးဝမကြိုက်ဘူးမှန်တိုင်းပြောတယ်တယောက်ပဲရှိတယ် Nick Pope ကျန်တဲ့ဂိုးသမားတွေလုံးဝမကြိုက်ဘူး Pope ကတော့ကြီးပါပြီဆိုတော့ပါပြီ Nick Pope ကတော့ကြီးပါပြီ Nick Pope region တော့ကျွန်တော်ကတော့မြင်နေတယ်သူဒါအရင် approach ချရပါ Japan framework ကအဲ့လိုမြင်နေရတယ် Suzuki ရောသူ့ရဲ့ချင်းရဘယ်လိုရှိအောင်ဒီကောင်ပါ Suzuki ကဈေးကြီးနေတာပြဿနာ Suzuki ကဈေးုံ Suzuki ကကောင်းတယ်ဒါပေမဲ့ဈေးကတော်တော်ကြီးနေတယ်တန်း40လားမသိဘူးကွာတန်း40ကျတော့ဒီကောင်ဆရာကြီးပါကောင်းပါတယ်ကိုရီနဲ့လည်းဒါပေမဲ့ဟိုဒါပေမဲ့လည်းဒီကောင်လည်းအခုလောလောဆယ်တော့ဂျင်းတဲ့ပွဲတွေကတော့ဂျင်းပါပဲကွာဒီလားဂျင်းတယ်လို့တော့မပြောချင်ဘူးအမှားဖြစ်တာပေါ့သိရမလားဒါဟိုဟာဆိုတော့ဟိုဒီနှစ်မှာဆိုလည်းအဲ့လိုမျိုးဖြစ်တဲ့ပွဲရှိဒါပေမဲ့ပါမားမှာဒီနှစ်တော့ performance ကောင်းတယ်လို့ပြောလို့ရတယ်ပါမား level ကိုသူဆွဲတင်မိတဲ့အနေအထားမှာဆိုရင်တော့ positive ဖြစ်တယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ကြတော့ဟိုအဲ့လိုတော့ထင်တယ်ပြီးတော့ဇီယွန်ဆူဇကီကကြတော့မှန်တိုင်းပြောရင်အိုနာနဲ့ဘယ်တော့မှမကွာဘူးကွာပြောချင်တာသိရမလားအရင်မကွာနေဘူးအမားလို့ရင်ခံမှာ तू လည်းအိုနာလို့ criticism အဲ့လိုမျိုး valid ဖြစ်တဲ့ criticism မဟုတ်ဘဲနဲ့သိရမလား racial criticism တွေအများကြီးခံနေမှာကျွန်တော်တို့လေအဲ့တော့အဲ့ risk ကိုနိုင်တော့ခေါ်ပေါ့ဗျာChelsea ရဲ့လုံးထားတဲ့ Petrovic လေးရော Chelsea ကလေ basically Chelsea second နေမယ်အဲ့ဟိုအဆန်းဆုံးဖြစ်တဲ့အဲ့ Strasbourg ပြောတာ Chelsea second နေမယ်ဒီကောင်လေးလုံးချထားတဲ့ကောင်လေးအများကြီးပဲเนาะပြောဆိုတော့ဟုတ်တယ် Petrovic ကတော့ဦးကောင်းတော့ကောင်းနေရယ်ဟိုမှာဒါပေမဲ့ဟိုကောင်ပိုမကောင်းလားအဲ့ Mike Panther ဆိုတဲ့ကောင်လေးပိုမကောင်းလား Risk တော့များတာပေါ့ကွာဒါပေမဲ့အဲ့ Quarter Region လို့ပြောကြလို့ဂျန်လေ Mike Panther ဆိုတဲ့ကြီးတော့မကြီးဘူးအဲ့ Mike တယ်အဲ့ကောင် Mike တယ်ဆိုတာကိုလည်းကြည့်ဘူးလို့မဟုတ်ဘူးဒီကောင် body frame ကလုံးဝတကယ် GK အတွက်တောင်မှတော်တော်ကြီးတယ်ကွာသိရမလားနည်းနည်းလေးခြေပြားထောက်ပြီးတော့နည်းနည်းခုံတိုင်းကို9တန်းမိနေပြီအဲ့လောက်ထိကြီးတာလူကောင်ကဆိုတော့ဟို All Black contract situation อ่ะဘယ်လိုရှိတော့ All Black က All Black ကကြတော့ All Black ကကြတော့ Saudi ပဲသွားမယ်ထင်တာပဲ contract situation အတက်လက်တီကိုကတော့လိုတော့မယ် All Black ကတော့တိတ် follow မလုပ်မိဘူးပြီးတော့ All Black ကလည်းမှန်တိုင်းပြောရင်ကွာဒီ Amorim system ကအဲ့လောက်ကြီး GK က pass နိုင်မှုမလိုအပ်ဘူးဆိုပေမဲ့လေ All Black လောက်ကြီးရောခေါ်ပါမလား All Black ကအမှန်တိုင်းပြောရင်တဟဲရထက်နည်းနည်းလေးပဲ ball play မှာနည်းနည်းလေးပဲပူတာကွာလက်တစ်စစ်လောက်လေးပဲပူတာတူတူပဲလို့အောင်ပြောလို့ရတယ်တဟဲရနဲ့ဆိုရင်ဆိုကြတော့အဲ့လောက်ကြီးတိတ်မကွာဘူးကွာသိလားဆိုတော့ Flacan ကောင်းတယ် Flacan တော်တော်သဘောကျတယ်ဟိုမှာ Brentford နော်ဟုတ်ပါ Flacan တော့သဘောကျတယ်ဒါပေမဲ့ကြည့်ပေါ့အခုကလည်း Lams လာပါလားအဲ့ကောင်တွေလည်းပါအဲ့ကောင်တွေလည်းနာမည်ကြီးနေတယ်လी FC20 ရလားဘယ်ရလဲအဲ့ကိုသမား Lamas လာပါလေအဲ့ကောင် FC20 လားဘယ်ရလဲမသိဘူး Belgian League လားမသိဘူးတကောင်ရှိသေးရဲ့အဲ့ကိုသမားပေါ့နော် Lamans လားမသိဘူးတကောင်ပါပဲလေးမနဲ့တူတာပေါ့နာမည်ကြီးရပုံပဲရန်စလီဘာလဲမသိဘူးဟုတ်တယ်သူလည်းနာမည်တော့ကြီးရကွာသူ United နဲ့တရင်ထွက်တာတော့မှဟိုဖြစ်တယ်လို့ကို pronounce လုပ်တာမှားတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ထင်တယ်တကယ်လဲဖို့လူရလို့ထင်တာ Freddy နဲ့ဒီကောင်နဲ့လဲပါမလားကို Onana အဲ့လိုမျိုး agent ပဲတာကျွန်တော်မသိပါဘူးဒါခုမှ Freddy ပြောဆိုကျွန်တော်သိတာအဲ့တော့ agent တော့ပြောင်းတာလေဖြစ်နိုင်ပါတယ်မရှိမှာဖြစ်နိုင်ပါတယ်ပြောဆိုဖြစ်နိုင်တယ်ပေါ့နော်အကြည့်ရပေါ့ဘယ်သူလဲတဲ့ sorry မကြားလိုက် PSG ကျိုးဟိုဖြစ်နိုင်တယ်လို့လက်ရှိမှာဒီနွေရာသီကျရင်ကိုသမားလဲဖို့ဟိုဟာကျွန်တော်အဲ့လောက်ထိတော့ကိုသမားကိုအဲ့လောက်ထိ consider မလုပ်ထားဘူးပြလက်ရှိနွေရာသီမှာကျွန်တော်တို့အလုပ်ရှားမယ်လို့ကျွန်တော်အဲ့လိုမျိုးကောင်းနေပါမရှိဘူး။ Onana နဲ့ဆက်သွားမယ်လို့ကျွန်တော်ထင်တာအကြိုက်လုံးမဟုတ်ဘူးဗျာကျွန်တော်တခြား priority ကိုပို့ပြီးတော့ဦးစားပေးမယ်လို့ကျွန်တော်ထင်လို့ကျွန်တော်ရဲ့စိတ်ကအဲ့ဒါအကြောင်းကိုကတော့အားမထားတာဗျာကိုမနေရမှာကိုကတော့ရှီလဲရတယ်ထွက်လဲရတယ် Onana ကတော့အမှန်တိုင်းပြောရင်သိရမလား sorry တော့လည်းဒီကောင်ပတ်စံကြီးနည်းနည်းတောင်းသွားတာပေါ့ United PR ကိုတုံးပြီးတော့အဲ့လိုပဲလို့ထင်တာပဲဟိုကောင်အဲ့ဟိုဘာလဲ Stratford ကကျွန်တော်ထင်တာတော့လိုချင်တာပါဒီကောင် Newcastle ပဲရောက်မှာပါဒီပုံနေကြီး Newcastle ပဲရောက်မှာ Newcastle က Dubravka ရောပုတ်ကောမကောင်းတော့ဘူးပြီးတော့ Arsenal Times ကလည်း Newcastle နဲ့ agree ဖြစ်ပြီးသား Stratford ကဒါမဲ့လည်းမလွယ်ပြောလို့မရဘူး Wake Cost ဈေးကြီးမယ်တင်တယ်ဘာလို့ဆို Man City ကကျွန်တော်မမောက်ဆိုသူ့တော့ဟိုပါတယ်7 clause ပါတယ်35တန်းလောက်ပေးရမယ်ထင်တယ်30 35တန်းအဲ့လောက်တော့မကြီးအဲ့ထက်တော့မကြီးတော့ဘူးအလုံးစုံ40ပေါ့ယူရို40ကျွန်တော်မြန်စီရ8သူတို့8ထဲ10ယူရို5ယူရိုလောက်က10တန်း5တန်းလောက်ကတော့ရောင်းမှာတခုမရှိပါလေပြောဆိုဟုတ်ကြည့်တာ